MMA define နဲ့ပြန်ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့ junior ပါဒီနေ့မှာတော့ crypto တွေကိုဘယ်လိုဘေးကကင်းနဲ့လုပ်ကြအောင်သိသိရမလဲဆိုတော့အရင်အရေးကြီးတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်2025မှာ hack ခံရတဲ့ crypto ပမာဏဟာ 1.5 billion ကျော်သွားပါပြီအဓိကအကြောင်းရင်းတွေကတော့ exchange တွေမှာသိမ်းထားလို့ private key ပျောက်ဆုံးသွားလို့နဲ့နောက်ဆုံး scam ခံရလို့ပဲဖြစ်ပါတယ်ဒီတော့တဲ့ Bitcoin Ethereum POS chain တို့ကိုဘယ်လိုနည်းနဲ့အန်ဒီရဲ့ကင်းသိမ်းဆက်မလဲပထမဆုံးအနေနဲ့ wallet မျိုးစားတွေကိုနားလည်ဖို့လိုပါတယ် wallet တွေကိုအဓိကအားဖြင့်နှစ်မျိုးခွဲထားပါတယ် hot wallet အန်ဒီရဲ့များတဲ့နည်းဒါတွေက internet နဲ့ချိတ်ဆက်ထားတဲ့ wallet တွေပါဥပမာ exchange wallet တွေက Binance Crypto.com နဲ့ Coinbase တို့ဖြစ်ပါတယ်အသုံးပြုရလွယ်ကူပေမဲ့ hack ခံရချေအမြင့်ဆုံးဖြစ်ပါတယ် software wallet တွေက internet money MetaMask တို့ဖြစ်ပါတယ် private key ကိုထိန်းချုပ်နိုင်တော့လဲ device hack ခံရမှာကငွေပျောက်ဆုံးနိုင်ချေမြင့်မာပါတယ်နံပါတ်2 cold wallet အန်ဒီရဲ့နေတော့ဒီဒါတွေက offline တင်ဆက်တဲ့နေတွေပါဥပမာ hardware wallet တွေက Ledger နဲ့ Trezor တို့ပဲဖြစ်ပါတယ် USB key တို့သုံးနိုင်ပြီး hack ခံရခြင်း 0% နီးပါးဖြစ်ပါတယ် paper wallet တွေက private key ကိုစက်ကူပေါ်မှာရေးသားသိသိခြင်းပဲဖြစ်ပါတယ်စက်ကူပြောက်တာကငွေဆွတ်နိုင်ခြင်းမြင်ပါပါတယ်ကျွန်တော်အနေနဲ့အကြံပြုရမယ်ဆိုရင်ငွေများများဆို Cold wallet သုံးပါ trading အတွက် hot wallet MetaMask နဲ့ internet money ကိုသုံးပါလို့အကြံပေးခြင်းပါတယ်အခု tin crypto တွေကို 100% လုံးကျော်အောင်ဘယ်လိုထားမလဲဆိုတာကိုဆက်လိုက်ရအောင်ဒီ5ချက်ကိုလေ့ကျလိုက်တာပါနံပါတ်1 seed phrase ကိုဘယ်တော့မှ online မတင်ပါနဲ့ screenshot email cloud တွေမှာအလုံးစုံမသိမ်းပါနဲ့စက်ကူပေါ်မှာရေးပြီးလုံခြုံတဲ့နေရာမှာထားပါနံပါတ်2 two factor authentication 2FA ဖွင့်တာပါ Google Authenticator ကိုသုံးပါ SMS 2FA ထက်ပိုဖိတ်ချပါတယ်နံပါတ်3 phishing website တွေကိုတိထားပါ fake exchange site တွေကိုမဝင်မိပါစေနဲ့ URL ကိုသေချာစစ်ပါနံပါတ်4 wallet address ကိုသေချာစစ်ပါ crypto ပို့တိုင်းပထမဆုံး5လုံးနဲ့နောက်ဆုံး5လုံးမှန်စစ်ပါနံပါတ်5 unknown link တွေကိုမနှိပ်ပါနဲ့ fake airdrop link တွေက wallet ကို drain လုပ်နိုင်ပါတယ်နောက်ဆုံးနံပါတ်3ဘယ် wallet ကိုရွေးမလဲအပေါ်မှာပြောခဲ့တဲ့ cold wallet လား hot wallet လားဒီချာရွေးပါကျွန်တော်ရဲ့အကြံပြုချက်တွေကတော့ beginner user တွေအတွက် internet money နဲ့ MetaMask က mobile အတွက်အလွယ်ကူဆုံးဖြစ်ပြီး POS chain အတွက်အဆင်ပြေပြီးတော့ browser extension လည်းရှိပါတယ် intermediate user တွေအတွက် Ledger Nano နဲ့ Trezor 1 hardware wallet တွေကိုသုံးသင့်ပါတယ် Trezor 1 ကဈေးနှုန်းသက်သာပါတယ်တင် crypto တွေကိုဘယ်လိုနည်းနဲ့သိသိထားလဲဆိုတာကို comment မှာပြောခဲ့ပါဦးเนาะဒီလိုသုံးဝင်တဲ့ crypto ပကူလာတွေကိုဆက်လက်ရရှိဖို့ MMA define ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ like share နဲ့ notification bell ကိုနှိပ်ပြီးအားပေးကြပါဦးဒီနေ့ Stocky IP တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောရင် MMA define ကနေနှုတ်ဆက်ပါတယ်ခင်ဗျာ